relationship တစ်ခုမှာ तू ကကိုမချစ်တော့ဘူးဆိုတာကိုသိရတဲ့နဲ့အဆုံးမနိုင်ဘူးဖြစ်နေပြီလားဒါပေမဲ့ဒီချက်တွေရှိနေပြီဆိုရင်တော့တင်းရဲ့ relationship ကိုတင်းပြန်ဆန်းစားဖို့တော့လိုနေပါပြီrelationship တစ်ခုမှာကိုယ့်ရဲ့ partner ကကိုချစ်တော့ဘူးဆိုတာကိုအခုကျွန်မပြောမယ့်အချက်5ချက်ကနေသိနိုင်ပါတယ်နံပါတ်1အနေနဲ့ဆိုလို့ရှိရင်ကိုနဲ့ communication လုပ်တာကျော်သွားတယ်အရင်တော့ဆိုလို့ရှိရင်ဘယ်နေရာပဲရောက်စာနှံပို့ပြီးပြရတယ်ဖုန်းတွေကိုလှမ်းဆက်တဲ့အချိန်ရရင်ရတယ်လို့ပေါ့နော်ဆိုတော့နောက်ပိုင်းမှာကိုကဖုန်းဆက်လို့ရှိရင်တော့မကင်တော့ဘူးစာပို့လို့ရှိရင်လည်းစင်မပြဘူး reply ပြန်တာလည်းအားကြာလာတယ် communication လည်းအရင်နေသွားတယ်အရင်ဖုန်းပြောနေကြအချိန်တွေမှာဆိုလို့ရှိရင်လည်းတို့ပဲပြောပြီးတော့ပြင်ပန်းလို့ဒီမကောင်းလို့ action လို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့communication ကိုတို့ပဲလုပ်ပြီးတော့ဖြတ်ချသွားတယ်ကိုယ်ကိုသိပြီးတော့အချိန်မပေးကြတော့ဘူးဒုတိယချက်အနေနဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့ခံစားချက်တွေကိုအလေးမထားတော့ဘူးကိုယ့်ရဲ့အလုပ်မှာအဆင်ပြေတာမျိုးဖြစ်စေကိုစိတ်မကောင်းနေတာမျိုးဖြစ်စေကိုယ့်ရဲ့အဆင်ပြေမှုလေးတွေသူ့ကိုဝေးမျှတယ်ပြရတယ်ဆိုတဲ့အခါမျိုးတွေမှာလည်းနားမထောင်နိုင်တော့ဘူးအရင်ပါတွေပြောနေတဲ့ပုံစံမျိုးတွေလုပ်လာတယ်ပြင်းတဲ့လိုမျိုးအာရုံမဆိုင်တာမျိုးတွေလုပ်လာတယ်ဆက်သဖြင့်ပေါ့နော်အရင်တော့ဆိုလို့ရှိရင်တော့ကိုပြောတာအမြဲအာရုံမဆိုင်နဲ့အရေးတယူနားထောင်တတ်တဲ့အခြေအနေတစ်ခုကနေပြီးတော့အခုလိုမျိုးပေါ့နော်အခုပြောတဲ့အရာတွေကိုစိတ်ဝင်စားတဲ့လိုမျိုးစပြီးတော့လုပ်လာတာမျိုးတွေရှိလာနိုင်တယ်ဆိုတော့တတိယအချက်အနေနဲ့ဆိုလို့ရှိရင် effort မထုတ်တော့တာတော့ဥပမာအဖြစ်ကိုနဲ့တွေ့ဖို့ဆိုလို့ရှိရင်အရင်တော့ကဘယ်လောက်အကွာအဝေးမှာပဲရှိပြင်ပန်းတဲ့တစ်ချက်မငြင်းညူကိုစီကိုအရောက်အပြေးလာတတ်တဲ့သူမျိုးကိုလိုချင်တယ်ပြောလိုက်တယ်ဆိုလို့ရှိရင်ချစ်ချင်းရအောင်စူးစမ်းပြီးတော့ကိုလိုချင်တဲ့ပစ္စည်းတွေပြောထားတဲ့အရာတွေကိုမမေ့မလျော့နဲ့ဝယ်ပေးတာမျိုးရအောင်လုပ်ပေးတာမျိုးတွေလုပ်ခဲ့ရကနေပြီးတော့ကိုယ့်အတွက်ဒီစုံတရားအစိုက်ထုတ်မှုမရှိတော့တာမျိုးလုပ်လာတာမျိုးဖြစ်ပါတယ်စရုပ်ထားချက်အနေနဲ့ဆိုလို့ရှိရင် future plan လုံးဝမပြောတော့တာငါတို့ဘဝနောက်ရေးအတွက်ဆိုပြီးတော့ပြောတာမျိုးလုံးဝကိုမရှိသလောက်ရှားလာတယ်ကိုယ်သွားပြီးတော့ပြောရတယ်ဆိုတော့နောက်မှပဲလေအဲတော့မဆိုင်သလိုလိုအလေးမထားသလိုလိုအရေးမကြီးသလိုလိုစတဲ့ပုံစံမျိုးတွေပြလာတယ်ပြင်စမချက်အနေနဲ့ဆိုလို့ရှိရင်ကိုယ့်အတွက်အချိန်မပေးတော့တာမျိုးအလုံးများရဆိုတော့ကအမြဲတမ်းတော့မဖြစ်နိုင်ဘူးပေါ့နော်ဆိုတော့ကိုယ့်အတွက်ကိုတည်တဲ့အချိန်ပေးဖို့မရှိတော့တော့အောင်အလုံးများရဲဆိုတော့အကြောင်းပြချက်တွေအမြဲပေးနေတာမျိုးကိုနဲ့တွေ့ဖို့အတွက်ကိုနဲ့အတူတူအချိန်တွေသုံးပြုဖို့အတွက်သူစမလုံးအချိန်မရှိဘူးဆိုတော့အကြောင်းပြချက်တွေပဲအမြဲပေးနေပြီဆိုလို့ရှိရင်တော့သူဒီကိုယ့်ပေါ်မှာစိတ်မရှိတော့တာသိကြနေပါပြီတခါတည်းမှာ relationship တွေကကိုယ့်အတွက် toxic ဖြစ်နေတယ်မပျော်ရွှင်ရဘူးစိတ်မလုံခြုံရဘူးလို့သိနေပေမဲ့မစွန့်လွတ်နိုင်ဘူးဆိုတာကတကယ်တမ်းကျတော့သူတို့ချစ်နေတာကြောင့်မို့လို့မဟုတ်ဘဲနဲ့တယောက်တည်းဖြစ်သွားမှာကြောက်တဲ့စိတ်သူတို့မရှိရင်အဆင်မပြေဘူးဖြစ်သွားမှာဆိုတဲ့စိတ်တွေကြောင့် relationship တွေကိုကျမတို့တွေမစွန့်လွတ်နိုင်တာပါကျမတို့ကကိုယ့်ကိုတန်ဖိုးမထားတဲ့ရုံဝန်းတွေမှာပိတ်မိနေတာထက်စာရင်ကိုယ့်တန်ဖိုးကိုသိပြီး toxic relationship ထဲကနေပြီးတော့ရုံထွက်နိုင်တာပိုပြီးတော့ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်ကိုယ့် relationship က healthy ဖြစ်နေလား toxic ဖြစ်နေလားဆိုတာကို comment မှာရေးသွားပေးလို့ရပါတယ်ကျမတို့ teacher ရန်နာပါနောက်ဘက်ဒီမှာပြန်ဆုံတွေ့ကြပါမယ်